ကျွန်တော်ဟာအမေနဲ့တဖြည်းဖြည်းဝေးရကိုပါသွားခဲ့တယ်ကျွန်တော်ရဲ့ယောဂကြောင့်အမေကကျွန်တော်ကိုစွန့်ပစ်လိုက်ပြီလို့ထင်ခဲ့မိတာပေါ့အမေကိုစိတ်မပူစေချင်လို့ထွက်မပြေးပဲနေခဲ့ပေမဲ့အဆုံးမှာတော့အမေကဆက်ကိုရက်လိုက်ပါတယ်အမေဟာဝမ်းနဲ့ပက်လက်ငိုကြွေးနေခဲ့တယ်အဲ့ဒီအချိန်မှာပဲအံ့ဖွယ်တစ်ခုဖြစ်လာခဲ့ပါတယ်ကျွန်တော်ဟာလက်ရန်ကိုကင်ပြီးမတ်တက်ရက်နိုင်ခဲ့တယ်လို့အမေစီကိုလမ်းလျှောက်သွားပြီးလက်ကိုစုပ်ကင်ထားနိုင်ခဲ့တယ်ကျွန်တော်ပထမဆုံးအကြိမ်လမ်းလျှောက်နိုင်တာကိုမြင်တော့အမေကစိတ်လှုပ်ရှားစွာနဲ့ဖတ်ထားပါတော့တယ်တကယ်တော့အမေဟာကျွန်တော်ကိုလမ်းလျှောက်တတ်အောင်နီလန်းဟောင်းနဲ့လေ့ကျင့်ပေးခဲ့တာပါကံကြမ္မာကိုအရှုံးမပေးဖို့လဲအမေကအမြဲတိုက်တွန်းခဲ့ပါတယ်တနေ့မှာတော့လူမိုက်တွေကကျွန်တော်ပတ်စံကိုတမင်တက်တက်လူယူသွားကြပါတယ်ကျွန်တော်ဟာအရန်ကြောက်နေလို့ပြန်မချရဲပေမဲ့အမေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ပတ်စံကိုချက်ချင်းပြန်လူပြီးထွက်ပြေးခဲ့မိတယ်ဒါဟာကျွန်တော်ပထမဆုံးအကြိမ်အမြန်ဆုံးပြေးခဲ့တာပါအမေဟာမင်းတက်သွားပြီးမှကျွန်တော်အတွက်အားပေးပါတော့တယ်နောက်ပြန်ကြည့်လိုက်တဲ့အခါလူမိုက်တွေဟာအဝေးမှာကြမ်းရစ်ခဲ့ပါပြီနောက်ဆုံးမှာတော့ကျွန်တော်အမေစီကိုပြေးသွားပြီးအန်ရီကနေလွတ်မြောက်ခဲ့ပါတယ်ကျွန်တော်ရဲ့ပါရမီကိုမြင်သွားတဲ့အမေဟာကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်နောက်နေ့မှာတော့အမေကကျွန်တော်ကိုအပြေးဖွဲ့ရဲခေါ်သွားပြီးအပြေးအားကစားသမားတစ်ယောက်ဖြစ်စေခဲ့ပါတယ်အစပိုင်းမှာတော့ကျွန်တော်အနေလေးပဲပြေးနိုင်ခဲ့တယ်နောက်တော့အမြန်ဆုံးပြေးနိုင်တဲ့တခြားအားကစားသမားတစ်ယောက်ကိုတွေ့ခဲ့ပါတယ်ထူးဆန်းတာကသူဟာခေါင်းမှာပလတ်စတစ်အိတ်အမြဲဆွတ်ထားတာပါပဲဒါကြောင့်ကျွန်တော်လည်းအဲ့ဒီလိုလိုက်လုပ်ကြည့်ပေမဲ့အသက်ရှူရတာအရန်ခက်ခဲသွားပါတယ်ကျွန်တော်ကိုတယောက်ယောက်ကအနိုင်ကျင့်တယ်လို့အမေကထင်သွားတာပေါ့ကျွန်တော်ငိုပြီးအမြန်ပြေးချင်လို့ပါလို့ပြောပြတဲ့အခါနောက်နေ့ကစပြီးအမေဟာကျွန်တော်နဲ့အတူလိုက်ပြေးပေးပါတယ်ညစာစားတဲ့အခါမှာလည်းအမေကအမဲသားဟင်းတွေအကုန်လုံးကိုကျွန်တော်ကိုပဲကြွေးပါတယ်ညီလေးမှာတော့ပေါင်မုတ်ပဲစားရတာပေါ့ဒါတွေကကျွန်တော်ကိုပို့ပြီးတမစေခဲ့ပါတယ်အမေဟာကျွန်တော်ရဲ့ဟန်ချက်ထိန်းနိုင်စွမ်းကောင်းလာအောင်ဥတွေပေါ်မှာနင်းပြီးလေ့ကျင့်စေခဲ့တယ်ကျွန်တော်ဟာအဆက်မပြတ်လေ့ကျင့်ခဲ့ပြီးယထာထက်တောင်ပိုများအောင်ပြေးနိုင်ခဲ့ပါတယ်မကြခင်မှာပဲနောက်ဆုံးစစ်ဆေးမှုကိုရင်ဆိုင်ရပါတော့တယ်ကျွန်တော်စပြေးတဲ့အချိန်မှာနီးပြကနောက်ကနေလိုက်អော်ပြီးအားပေးခဲ့တယ်နီးပြကအချိန်မဲ့နာရီကိုနှိပ်လိုက်တဲ့အခါကျွန်တော်ဟာတကယ်ပဲစံချိန်ကိုချိုးနိုင်ခဲ့ပါတယ်ဒါကြောင့်ဟောင်ကောင်ကိုစားပြုပြီးပြိုင်ပွဲဝင်ခွင့်ရခဲ့တာပေါ့ပြိုင်ဘက်တွေအားလုံးကိုကြော်ဖြတ်ပြီးပန်းဝင်ခဲ့တဲ့အခါကျွန်တော်ဟာစိတ်လှုပ်ရှားစွာနဲ့ဟစ်အော်မိတယ်လို့ဒီမြင်ကွင်းကိုအမေမြင်နေလိမ့်မယ်လို့လည်းစိတ်ကူးနေခဲ့မိတယ်အိမ်ပြန်ရောက်တော့ရွှေတစိမ့်ကိုအမေရဲ့လယ်ပင်မှာဆွဲပေးလိုက်ပါတယ်အမေဟာတစိမ့်ကိုကင်ပြီးဝမ်းသာအားရငိုကြွေးနေခဲ့တယ်နှစ်တွေကြာပြီးနောက်ကျွန်တော်ဟာအိုလံပစ်ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ပါတယ်အပြေးလမ်းပေါ်တက်လိုက်တဲ့အခါပရိသတ်တွေကြားထဲမှာအမေကိုမြင်လိုက်ရလို့ချက်ချင်းပဲအားအိမ်တွေပြည့်သွားခဲ့တယ်ပြိုင်ပွဲမစခင်မှာကျွန်တော်ရဲ့အကြားအာရုံကူညီတဲ့ဆက်ကိုချွတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအမေကျွန်တော်ကိုလမ်းလျှောက်တင်ပေးခဲ့တဲ့အချိန်စီပြန်ရောက်သွားတယ်လို့ခံစားလိုက်ရတယ်အမေနဲ့အတူဖြတ်တန်းခဲ့တဲ့အချိန်တိုင်းကိုကျွန်တော်သတိရနေခဲ့မိတယ်နောက်ဆုံးမှာတော့မီတာ200အပြေးပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တယ်လို့စံချိန်တစ်ကိုလည်းတင်နိုင်ခဲ့ပါတယ်အမေကတော့စိတ်လှုပ်ရှားစွာနဲ့အားပေးနေခဲ့တယ်လို့ဒီဂုဏ်ပြုမှုတွေအားလုံးဟာအမေအတွက်လည်းဖြစ်တယ်ဆိုတာကျွန်တော်သိနေခဲ့ပါတယ်ချစ်ရတဲ့အမေကျေးဇူးတင်ပါတယ်ခင်ဗျာ